သူကတမနလုံးစာလုပ်နေတယ်သူကတနေ့လုံးရှောက်သွားနေတယ်တညနေခင်းလုံးမိုးရွာနေတယ်အဲ့ဒီတနေ့လုံးတမနလုံးတနေ့ခင်းလုံးတညနေခင်းလုံးအဲ့ဒီလုံးဆိုတာကို English လို့ပြောကြမယ်လေ့လာကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင်တနေ့လုံးဆိုလို့ရှိရင် all day all ရဲ့နောက်မှာသူက time reference ပေါ့နော် day morning evening အဲ့လို direct တမ်းပြီးတော့လိုက်တယ်ပေါ့နော် all the day မဟုတ်ဘူး all day all the morning မဟုတ်ဘူး all morning all the evening မဟုတ်ဘူး all evening ဟုတ်ပြီနော်နောက်တစ်ခုကဒီ all day နဲ့အဓိပ္ပာယ်အတူတူပဲစကားလုံးတစ်ခုရှိတယ်အဲ့ဒါကကျတော့ the whole day all day တနေ့လုံး the whole day တနေ့လုံး all morning တမနက်ခင်းလုံး the whole morning တမနက်ခင်းလုံး all evening တညနေလုံး the whole evening တညနေလုံးဒါဆို example sentence ကိုကြည့်ကြည့်အောင် She has been studying English all day. She has been studying English the whole day. သူမတနေ့လုံးအင်္ဂလိပ်စာလေ့လာနေတယ် We will get free lessons all month. We will get free lessons the whole month. ငါတို့တစ်လပတ်လုံးသင်ခန်းစာတွေကို free သင်ကြားခွင့်ရမယ် It's been raining all afternoon. It has been raining the whole afternoon. တနေ့ခင်းလုံးမိုးရွာနေတာ The park is open all year. All year ရဲ့နောက်မှာ round လိုက်လို့လည်းရတယ် The park is open all year round. ဒီပန်းခြံကတစ်နှစ်ပတ်လုံးဖွင့်တယ် The park is open the whole year. တစ်နှစ်ပတ်လုံးဒီပန်းခြံဖွင့်တယ်ဒါဆိုရင်နောက်တစ်ခုကကျတော့ဒီ all နောက်မှာ the လိုက်ရတဲ့အချိန်ရှိရပေါ့နော်အဲ့ဒါကကျတော့ all the time တစ်ချိန်လုံးလို့ပြောချင်တာမှာအဲ့ဒီအချိန်တွေကအနှောက်အယှက်ဖြစ်ရတဲ့အချိန်တွေမျိုးပေါ့နော်ဒါမှသူကတစ်ချိန်လုံးဖုံးပြောနေတာတစ်ချိန်လုံးသူတို့ကရန်ဖြစ်နေတာအဲ့လိုမျိုးပေါ့အဲ့လိုအချိန်တွေမှာဆိုရင် all the time the ကိုထည့်ရတယ်ဆိုတော့ they fight all the time တစ်ချိန်လုံးရန်ဖြစ်နေကြတာ The dog barks all the time ဒီခွေးကတစ်ချိန်လုံးကိုဟောင်းနေတာတိတ်ကိုနှောက်ယှက်ဖြစ်ရတာပဲဒါဆိုရင်နားလည်မယ်လို့ပြောင်းလဲပါတယ် Bye bye